အလုံးသောဓမ္မမိတ်ဆွေယောဂီတို့ရှင်များမိမိတို့အစဉ်ပြေတဲ့ခန္ဓာကိုယ်ဣရိယာပုဂ္ဂိုလ်ယူလိုက်ကြရအောင်လေကို50ကိုခြေလို့ရှုသွင်းရှုထုတ်လုပ်ပြီးတော့စိတ်ကလေးကိုအနာယူထားကြမယ်လေကိုရှေ့ရှုသွင်းရှေ့ပြန်ထုတ်ပြီးတော့စိတ်ကလေးကိုအနာယူထားကြမယ်ခန္ဓာကိုယ်အကျိုးတွေလျှော့ချထားပါအာကျိုးတွေပကုံးကျိုးတွေအားလုံးကိုလျှော့ချထားဘုံမတော်မနက်ပိုင်းကရှုခဲ့တဲ့တရားကိုအနည်းငယ်ဆက်ကြမယ်ယခုဟောဒီထိုင်နေတဲ့ခန္ဓာကိုယ်ကြီးကိုအဝိကနဲ့လှမ်းကြည့်လို့တိုက်ဘောကနေလှမ်းကြည့်လို့မြင်ရသလိုမျိုးမြင်ကြည့်လိုက်ပါယခုထိုင်နေတဲ့ခန္ဓာကိုယ်ဒီမှာမျက်စိသူဟာသူမြင်နေတယ်မြင်တဲ့နေရာသောစိတ်ကလေးရောက်သွားတာလေကိုလှုပ်တာမဟုတ်ဘူးမျက်လုံးကလှုပ်တာမျက်စိအကြည်ကလှုပ်တာနာသူဟာသူကြားနေတယ်ကိုကြားရတာမဟုတ်ဘူးကြားတဲ့နေရာသောစိတ်ကလေးတစ်ချက်ရောက်သွားတာလေသူလှုပ်တာကိုလှုပ်တာမဟုတ်ဘူးတဲ့နှာခေါင်းနဲ့ရှာဒီလိုပဲသူဟာသူလုံနေကြတယ်နာကျင်ကြိုက်ခဲမှုကိုတွေ့ထိတတ်တဲ့အဘူအေးကိုတွေ့ထိတတ်တဲ့ကာယအကြည်ယခုယောဂီတော်ခန္ဓာကိုယ်ထိနေတာနိုင်နာမပူရင်ပူမှန်သိခြင်းသည်အဲ့ဒါကာယအကြည်ကြောင့်အဲ့ဒီကာယအကြည်ဆိုတဲ့ယုတ်တရားကလည်းအဲ့ဒီလိုလုံနေတယ်ထိတဲ့နေရာသောစိတ်ကလေးရောက်သွားတာလည်းပဲအဲ့ဒါသူလှုပ်တာတဲ့ယောဂီတို့လှုပ်တာမဟုတ်ဘူးပြီးတော့တပံယောဂီတို့တွေးနေတဲ့အတွေးနှလုံးကိုအရှိခံပြီးတော့ဟာတရားဝတ္ထုမနောဓယောဂီတို့နားလည်အောင်ပြောရင်စိတ်အကြည်စိတ်အကြည်ကိုရှေခံပြီးတော့ထွက်ပေါ်လာတဲ့အတွေးအာယုံအဲ့ဒါလေးယောဂီတို့တွေးတာမဟုတ်ဘူးတဲ့ယောဂီတို့တသက်လုံးစိတ်ဆင်းရေးလာခဲ့တယ်ဟောငါအတွေးများလေခြင်းငါအတွေးများလေခြင်းငါဆိုမတွေးပဲနေလေတကယ်တော့ငါတွေးတာမဟုတ်ဘူးသူဟာသူတွေးခြင်းတာတွေးမတွေးခြင်းနေကိုယ်ကတော့အဝေးကနေတေချာကြည့်အဝေးကကြည့်လို့မြင်တယ်လို့မျိုးတိတ်အောင်မှသွားလာလှုပ်ရှားနေတဲ့သူကိုတိတ်ဘောကလှမ်းကြည့်လို့မြင်တယ်လို့မျိုးကိုယ့်ရဲ့ခန္ဓာကိုယ်ဒီမှာမျက်စိနားနှာခေါင်းရှာကိုယ်စိတ်အကြည်ဆိုတဲ့အဲ့ဒီယုတ်တရားတို့ကိုတေချာလေးကြည့်ဟောဒီအကောင်တွေသူ့အလောက်သူလုံနေကြတယ်တစ်ခုပေါ်လိမ့်မယ်တစ်ခုပေါင်းလုံးလေးပေါ်နိုင်တယ်ကံကြိုက်တယ်လို့ပေါ်တော့အိုးဒီကောင်တွေဒီလိုကြားနေပါလားဒီလိုတွေးနေပါရောလားဒီလိုထိနေပါရောလားဒီလိုထိနေပါရောလားလို့တရားလေးအာယုံပြုနှလုံးသွင်းအာယုံပြုနှလုံးသွင်းစိတ်ကလေးကိုအေးချမ်းချမ်းလေးထားပြီးတော့နှလုံးသွင်းခြင်းမေးမနေနဲ့အရင်ထိုင်မှရင်ယကမထံဖြင့်ဖြစ်စေခြင်းဇင်ကြံဖြင့်ဖြစ်စေသွားပြီးတော့ရှုလို့ရတယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကိုအဝေးကထိုင်ကြည့်လို့မြင်သလိုမျိုးကြည့်ပြီးတော့ဒီခန္ဓာကိုယ်ဒီမှာပစ္စည်းကရိယာဘာတွေဘလို့လုံနေကြပါလဲ ပ
ပစ္စည်းကရိယာတွေစက်ပစ္စည်းထဲမှာစက်တစ်ခုထဲမှာပစ္စည်းကရိယာတွေအလုံးလုံးတာကိုမြင်သလိုပေါ့ယခုလည်းပဲခန္ဓာကိုယ်ထဲမှာယုတ်တရားတွေမြောက်များစွာတေကမျက်စိဆိုတဲ့ယုတ်တရားအလုံးလုံးပေါ့နားဆိုတဲ့ယုတ်တရားအလုံးလုံးပေါ့နှာခေါင်းဆိုတဲ့ယုတ်တရားရှားဆိုတဲ့ယုတ်တရားအလုံးလုံးပေါ့ကာယအကြည်ဆိုတဲ့ယုတ်တရားအလုံးလုံးပေါ့စိတ်အကြည်ဆိုတဲ့ယုတ်တရားအလုံးလုံးပေါ့အဲ့ဒါလေးတွေကိုသိရှာကြည့်ဩဒီကောင်တွေဒီလိုလုံနေကြသကောဒီအကောင်တွေဒီလိုလုံနေကြသကောဒီလိုအာယုံပြုကြည့်စိတ်ကလေးကိုအေးအေးချမ်းချမ်းထပ်ပြီးတော့အာယုံပြုကြည့်မိမိရဲ့တတိကလေးကိုမိမိရဲ့ခန္ဓာမျက်စိနားနှာခေါင်းရှာကိုယ်စိတ်အကြည်ထဲမှာကတ်ထားပေးပါမိမိရဲ့ခန္ဓာထဲမှာတတိကလေးကိုကတ်ထားပေးပါပေါ်တိုင်းတတိထားပြီးတော့ကြည့်ဩဒီတဘာဝတရားတွေဒီလိုလုံနေကြတယ်ဒါကြောင့်ငါလုံတာမဟုတ်ဒါကြောင့်ငါလောက်တာမဟုတ်ဘူးဒီတဘာဝတရားတွေဒီလိုလုံနေကြပါ၏လို့တရားလေးကြည့်ဒါဖြင့်ယောဂီတို့အဲ့ဒီမှာဘုံဘုံတို့ဒါယခုသွားနေတာကတော့တဘာဝလက္ခဏာလို့ပြောတယ်ဒီမျက်စိနားနှာခေါင်းရှာကိုယ်စိတ်အကြည်တို့ရဲ့သဘာဝကိုကြည့်တာပြီးတော့ဘုံဘုံတို့တာမဉဏ်ကိုကြည့်မယ်တာမဉဏ်ကိုကြည့်မယ်တာမဉဏ်ဆိုတာအနိစ္စဒုက္ခအနတ္တလက္ခဏာကိုတာမဉဏ်လက္ခဏာလို့ပြောတယ်ယခုအနိစ္စဒုက္ခအနတ္တလက္ခဏာကိုကြည့်မယ်မျက်လုံးကိုအရင်ကြည့်မယ်မိတ်ထားတော်လေမြင်တကယ်တော့အာယုံပြုမျက်စိဘုံတော်မွေးကလေးကယခုနကမျက်လုံးမမှိတ်ခင်အထိမြင်လာတာပြန်ဖွင့်တော့လေမြင်အောင်မှာဒါပြန်ဟောဒီမျက်လုံးကိုမျက်စိအထုကုဇေယဝံကြီးစီမှာသွားပြဆရာဝန်ကြီးရဲ့ကြောက်တဲ့လုံးကြည့်လာတဲ့မျက်လုံးအထစ်ဘာတွေများရှိတော့မျက်စိကိုခွဲကြည့်တာဘေဓာတ်ပုံမှမရှိဘူးဘေပုံမှမရှိဘူးတဲ့လုံးကြည့်လာတယ်ဘေပုံမှမရှိဘူးမြင်ပြီးပြောက်သိသိထားဖို့မီမိုရီခမရှိဘူးကမရှိဘဲနဲ့ဓာတ်ပုံရိပ်တယ်လို့ပဲကမရှိဘဲနဲ့မီမိုရီခေတ်မရှိဘဲနဲ့ဓာတ်ပုံရိပ်တယ်လို့ပဲတဲ့ဒါကြောင့်ယောဂီတို့မြင်သည်မြတ်ဘလောက်ပဲမြင်အခုမြင်မျက်နှာလေးလွှဲလိုက်အခုပြောက်ဒါကြောင့်မြင်သည်မြတ်အနိစ္စသက္ခုံဘဂဝေအနိစ္စရှင်သာတော့မျက်စိဆိုတာအနိစ္စကွယ်အနိစ္စပဲကွယ်တဲ့မြင်သည်မြတ်ဘာမှယောဂီတို့ရဲ့မျက်လုံးထဲမှာသိသိထားတာမရှိဘူးတရားအာယုံပြုပါယောဂီတို့ရဲ့မျက်လုံးထဲမှာဘာမှသိသိထားတာမရှိဘူးသိသိနိုင်စွမ်းလေးမရှိဘူးယောဂီတို့ဘုံဘုံတို့တဲ့လုံးကြားလာပြီးပြီကြားနေတာနေတိုင်းပါပဲညာအိတ်ခဏီခဏပဲနားရတာဒါဖြင့်ဘယ်အတန်ဘလောက်များစုမိပြီတော့တခုမှမစုမိသေးဘူးဒါကြောင့်ကြားသမျှကြားတော်ခဏအနိစ္စကြားသမျှအနိစ္စ
ဘလောက်ပဲကြာကြာနောက်ဆုံးတော့အတန်လေးပြောက်နားမှန်လေးပြောက်အဲ့ဒါကိုအတန်ကိုစိတ်ထဲဆွေးပြီးတော့အမျိုးမျိုးခံစားနေရင်လည်းခံစားတာပဲရှိမယ်အတန်ကတော့မရှိတော့ဘူးနရွက်ထဲမှာကင်းကြံနေခဲ့တာလည်းမရှိဘူးကင်းဝတ်နေခဲ့တာလည်းမရှိဘူးကကြံရစ်တာလည်းမရှိဘူးဒါကြောင့်နာတိအနိစ္စသောတံဘိက္ခဝေအနိစ္စံမျက်စိကလည်းအနိစ္စဘာမှမကျင်နားကလည်းအနိစ္စဘာမှမကျင်နှာခေါင်းယောဂီတော်တစ်သက်လုံးနှမ်းရှူလာပြီးပြီဘယ်အနံကလေးများနှာခေါင်းထိကျင်တော့ခန္ဓာဆိုတဲ့နှာခေါင်းကလည်းအနိစ္စဇီဝဆိုတဲ့ရှာဘုံဘုံတော်ယောဂီတော်ရှာပေါ်မှာအယတ္တာကိုတင်လိုက်ရင်ရှုရှင်ဖန်ကားအယတ္တာတွေ့တယ်ရှာပေါ်မှာအယတ္တာကိုတင်တဲ့အခါရှုရှင်ဖန်ကားအယတ္တာတွေ့တယ်ဒါဖြင့်မွေးကလေးကဇာလာတာယခုအချိန်ထိရှာကိုဓာခွေးကြီးဘာအယတ္တာမှမရှိဘူးရှာပေါ်မှာဒါဖြင့်ရှားပေါ်တင်လုံးခဏအစာရှိတုံးခဏပဲအစာလေးပြောက်အယတာလေးပြောက်ဘာမှကြံရစ်ခြင်းမရှိတဲ့အတွက်ကြောင့်ရှားသည်အနိစ္စဇီဝဘိက္ခဝေအနိစ္စဖြစ်တော်ရှားဆိုတာအနိစ္စကိုဘာမှကြံရစ်ခြင်းမရှိတရားလိုက်ပြီးတော့အာယုံပြုအိုးဟုတ်သားပဲရှားကအနိစ္စပဲပြီးတော့နောက်ကနေဉာဏ်ကလေးနဲ့လိုက်ပဲဘုံဘုံကရှိကပြောသွားရင်ယောဂီတို့ကနောက်ကနေဉာဏ်ကလေးနဲ့လိုက်ပဲဘုံဘုံကပုံဖော်သွားရင်အဲ့ဒီပုံလိုက်ပြီးတော့အေးဟုတ်သားပဲရှားသည်ဘာမှအယတာကြံရင်ခြင်းမရှိကကြံခေခြင်းမရှိအိုးကြည်စံယခုသွားကြည့်ဘာမှမရှိဘူးတုံညံ့ပဲဟိုဒါဆိုရင်ကြည်စံအလတ်စားတော့လေအစာရှိုံခဏပါရောလားအဲ့လိုပုံစံမျိုးဘုံဘကရှိကလမ်းကြောင်းတော့ရင်နောက်ကနေအဲ့လိုတမ္မန်ဒိဋ္ဌိတမ္မန်သင်္ကပ္ပနဲ့လိုက်ပဲစေဝဘိက္ခဝေအနိစ္စရှာတိအနိစ္စကာယအကြည်ကာယအကြည်ဆိုတာနာကျင်ကြိုက်ခဲမှုကိုဖော်ပြတတ်တဲ့ပူအေးသဘောကိုဖော်ပြတတ်တဲ့ကာယအကြည်အဲ့ဒါလည်းပဲယောဂီတော်တစ်သက်လုံးကောင်းတာလည်းထိလာပြီးမကောင်းတာလည်းထိလာပြီးယခုဒီဘာကျင်တယ်လဲလို့မေးကြည့်ခန္ဓာကိုယ်အသားလုံးတွေဘာအယတ္တမှမကျင်ဘူးဒါကြောင့်အနိစ္စဒါကြောင့်အနိစ္စ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 ကာယအကြည်ကလည်းအနိစ္စပူတော့လေပူတာတစ်သက်လုံးကနေတာမဟုတ်စိန်ခံလုံးကောင်းပြန်တော့လေအဲ့ဒီအယတ္တတစ်သက်လုံးခန္ဓာတွေကနေတာမဟုတ်နာကျင်ရင်လည်းအဲ့ဒီနာကျင်မှုကတစ်သက်လုံးကနေတာမဟုတ်ထီတုံခဏပဲဒါကြောင့်ကာယအကြည်ကလည်းအနိစ္စဘာမှတင်ကြံရည်ခြင်းမရှိအတွေ့ကကိုအတွေ့ဟာတရားဝတ္ထုနဲ့နှလုံးမနောဓာတ်စိတ်အကြည်ပေါ့အဲ့ဒီဒီမှာဘယ်အယတ္တများကြကြံခဲ့သလဲလို့သေချာစီစစ်ဘာမှမကျင်ဘူးဘာမှမကျင်ဘူးတဲ့ဒါကြောင့်စိတ်အကြည်ကလည်းအနိစ္စနှလုံးအကြည်ကလည်းအနိစ္စကြိတ်တဲ့လောက်တွေးတုံးခဏပဲပြီးရင်လည်းဘာမှမကျင်ဘူးဖလင်မပါတဲ့မီမိုရီဟတ်ဒီမပါတဲ့ကင်မရာနဲ့ဓာတ်ပုံရိုက်ရသလိုပဲမျက်စိအနိစ္စနာအနိစ္စနှာခေါင်းအနိစ္စရှားအနိစ္စ
ကိုအနိစ္စစိတ်အကြည်အနိစ္စမမြဲဘူးတဲ့အနိစ္စအမြဲမရှိအနိစ္စတည်မြဲခြင်းမရှိအနိစ္စအမြဲမရှိအနိစ္စအမြဲမရှိဘူးအမြဲမရှိဘူးမမြဲဘူးတဲ့မမြဲဘူးဆိုတာဘာပြောတာတော့တီးမနေဘူးကမနေဘူးပေါ့မျက်လုံးထဲမှာပုံတရံကြီးကမနေဘူးနားထဲမှာအတန်ကြီးကမနေဘူးကြံရည်ခြင်းမရှိဘူးစတိုရစ်လောက်ထားလို့မရဘူးသိမ့်စီထားလို့မရဘူးအဲ့ဒါကြောင့်မျက်စိသည်သုံးညနားသည်သုံးညနှာခေါင်းသည်သုံးညရှာသည်သုံးညကာယအကြည်သည်သုံးညစိတ်အကြည်သည်သုံးညဘာမှမရှိဘူးဘလောက်ပဲလှုပ်လို့ဘာပဲလှုပ်လို့ဘလောက်ပဲအတန်ကြကြဘလောက်ပဲထိတုံးခဏပဲဒါကြောင့်တင်ကြံရခြင်းမရှိတဲ့အတွက်ကြောင့်သုံးညမျက်စိရဲ့အနိစ္စနာရဲ့အနိစ္စနှာခေါင်းရဲ့အနိစ္စရှာရဲ့အနိစ္စကိုယ်ရဲ့အနိစ္စဒါဆိုရင်မျက်စိအနိစ္စယောဂီတော်တေချာလေးနှလုံးသွင်းစိတ်ကြည်ပါဩယခုကြားနေတဲ့နားကလည်းပဲကြားတော့ခဏပြီးတော့အနိစ္စဖြစ်သွားမှာမြင်နေတာကလည်းမြင်တော့ခဏပြီးတော့အနိစ္စဖြစ်သွားမှာစိတ်ကလေးကိုလန်းလန်းဆန်းဆန်းကြည်ကြည်လင်းလင်းထားမယ်မိမိရဲ့ခန္ဓာကိုယ်ကြီးကိုအဝေးကလမ်းကြည့်လို့မြင်တယ်လို့မျိုးကြည့်ပြီးတော့ကြည်စံမျက်စိနားနှာခေါင်းကြားကိုယ်စိတ်ဆိုတဲ့သဘာဝတရားတွေသူဟာသူကြားသူဟာသူမြင်ဒါပေမဲ့ဘလောက်ပဲမြင်တော့ခဏပဲပြီးတော့လေပြောက်ဘာမှမကြံတဲ့တုံညံ့ဩဒီသဘောပါယောလားဒီသဘောပါယောလားဒီသဘောပါယောလားလို့သေချာစွာအာယုံပြုပါဒီသဘောပါယောလားလို့သေချာစွာအာယုံပြုပါဆိုင်ကလေးကိုအေးချမ်းချမ်းလေးထားပြီးတော့ပေါ်တိုင်းတတိကလေးရှိပါစေမိမိတို့ရဲ့တတိကလေးကိုခန္ဓာကိုယ်ထဲမှာကတ်ထားပေးပါတတိကလေးကိုခန္ဓာကိုယ်ထဲမှာကတ်ထားပြီးတော့မျက်စိရဲ့သဘာဝလက္ခဏာကိုကြည့်နားနှာခေါင်းရှာကိုယ်စိတ်ရဲ့သဘာဝလက္ခဏာကိုကြည့်ပြီးတော့မျက်စိနားနှာခေါင်းကြားကိုယ်စိတ်တို့ရဲ့အနိစ္စလက္ခဏာကိုကြည့်မျက်စိကလည်းအနိစ္စသုံးညံ့ဘာမှမကျင်နားကလည်းအနိစ္စသုံးညံ့ဘာမှမကျင်နှာခေါင်းရှာကလည်းအနိစ္စသုံးညံ့ဘာမှမကျင်ကိုယ်ကြီးကလည်းအနိစ္စသုံးညံ့ဘာမှမကျင်ဘာမှမကျင်ဘူးအဲ့ဒီမျက်စိနားနှာခေါင်းရှာကိုယ်စိတ်အကြည်တို့ကလည်းသူ့အလုပ်သူလုပ်နေကြတယ်အလုပ်ပြန်တော့လေကိုယ်သဘောကိုယ်အလိုတိုင်းလုပ်တာမဟုတ်သူ့သဘောသူ့အလိုတိုင်းလုပ်နေတာဒီကြားတဲ့ဒီတဲ့ဆိုတာကလုပ်သမျှဘာမှမကျင်တာအဲ့ဒီဒီယောဂီတို့သဘောတရားကိုသိချစွာကြည့်ပါ
န္ဓာကိုယ်ကြီးကိုသိချာစွာအာယုံပြုမျက်စိဆိုတဲ့သဘာဝတရားသူ့အလုပ်သူလုပ်တယ်ဘလို့လုပ်တယ်လဲမြင်မယ်ပေါ့ဒါသူ့အလုပ်စိတ်ကလေးကိုဟိုဘက်သို့ဆွဲခေါ်မယ်အဲ့ဒါသူ့ရဲ့သဘာဝအလုပ်နောက်တာမညလက္ခဏာကဘာရှိလဲဆိုတော့ဘလို့ပဲမြင်မြင်တစ်ခုမှမကြံတာဘလို့ပဲမြင်မြင်တစ်ခုမှမကြံခြင်းသည်တာမညလက္ခဏာအနိစ္စနာကလည်းဘလို့ပဲကြာကြာတစ်ခုမှမကြံဘူးနှာခေါင်းကလည်းဘလို့ပဲနှမ်းရှူတစ်ခုမှမကြံဘူးရှားကလည်းဘလို့ပဲယတ္တထိဘသူတစ်ခုမှမကြံဘူးကိုယ်ကလည်းဘလို့ပဲထိတစ်ခုမှမကြံဘူးတွေးတာလည်းဘလို့ပဲတွေးတစ်ခုမှမကြံဘူးအဲ့ဒီအာယုံတို့စိတ်ကလေးကိုသူတို့ကဆွဲခေါ်လိုက်မယ်မျက်စိနာနှာခေါင်းရှားကိုယ်စိတ်ကစိတ်ကလေးကိုဆွဲခေါ်တတ်တယ်တဲ့ဒါဆိုရင်အာယုံတို့စိတ်ကလေးရောက်သွားခြင်းသည်ယောဂီတို့ရောက်သွားတာမဟုတ်ဘူးယောဂီတို့ကြောင့်မဟုတ်ဘူးသူကိုယ်ထိုင်ကိုယ်ကစိတ်ကလေးကိုဆွဲခေါ်တတ်တဲ့ပုံစံမျိုးဖြစ်နေလို့ဒါကြောင့်ယောဂီတို့မဟုတ်ဘူးတဲ့သဘာဝတရားတွေအလုံးလုံးနေတာပါဆိုတာလေတရားအာယုံပြုတရားလေအာယုံဆိုင်ပေါ်သမျှလေးတခဏဇောမတော်လေးတခဏပဲမိမိရဲ့ခန္ဓာကိုယ်မျက်စိကဖော်ပြနေသလားနားကဖော်ပြနေသလားနှာခေါင်းကဖော်ပြနေသလားရှားကဖော်ပြနေသလားအတွေ့အထိကဖော်ပြနေသလားအတွေ့အာယုံကဖော်ပြနေသလားဖော်ပြတိုင်းယောဂီတို့မပြမလတ်အာယုံစိတ်ပါဖော်ပြတိုင်းမပြမလတ်သတိကပ်ပါတာမညာလက္ခဏာကိုမြင်အောင်ကြည့်ပါပြီးရင်သဘာဝလက္ခဏာကိုမြင်အောင်ကြည့်ပါယခုအလုံးလုံးတဲ့အခါနှစ်မျိုးနော်သဘာဝလက္ခဏာတစ်မျိုးတာမညလက္ခဏာတစ်မျိုးမျက်စိနာစသည်တို့ရဲ့သဘာဝလက္ခဏာကဘာဖြစ်မလဲမြင်တာရဲ့မြင်တဲ့နေရာသို့စိတ်ကလေးရောက်သွားတာရဲ့ကြားတာရဲ့ကြားတဲ့နေရာသို့စိတ်ကလေးရောက်သွားတာရဲ့အဲ့ဒါသည်သဘာဝလက္ခဏာအာမညကြတော့ဘာတော့မြင်တိုင်းသုံးညဘာမှမကြံမြင်တိုင်းသုံးညဘာမှမကြံအဲ့ဒါသည်တာမညလက္ခဏာအနိစ္စဒါပြောတာဉာဏ်ဒီမှာသေချာသဘောပေါက်အောင်ကြည့်မယ်ဉာဏ်ဒီမှာသေချာလေးသဘောပေါက်အောင်ကြည့်ပါမယ်ဒါဖြင့်ယခုဘုံဘုံတော်နာယီဝဲကျန်တဲ့ဣရိယာပုနဲ့သွားလာလှုပ်ရှားတဲ့အခါမှာမျက်စိနာနှာခေါင်းရှားကိုစိတ်တို့ရဲ့သဘာဝလက္ခဏာကိုကြည့်မယ်
တာမညလက္ခဏာထေကအနိစ္စသုံးညံ့ဘာမှမကြံဘူးဆိုတဲ့သဘောကိုကြည့်ပြီးတော့ယောဂီတော်အစဉ်ပြေတဲ့ဣရိယာပုနဲ့ဆက်လက်အားထုတ်ကြမယ်